ကဲအားလုံးပဲမင်္ဂလာပါဗျဆိုတော့ကျွန်တော်လည်းဒါဗီဒီယိုဖိုင်လေးဒါမတင်တာကြာပြီပေါ့နော်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ညီကိုတွေကိုဒီစပိန်လာလီဂါရဲ့အပိတ်ပွဲပေါ့နော်စပိန်လာလီဂါပိတ်ပွဲတွေကကျွန်တော်ရဲ့ဒီအကြိုက်ပွဲစဉ်တွေကိုကျွန်တော်ညီကိုတွေကိုရွေးချယ်ပေးပါမယ်အဲ့တော့အကြိုက်တူတဲ့ညီကိုတွေ like ဆော့ပါဆိုတော့ကျွန်တော်ပထမဆုံးညီကိုတွေကိုရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ဒါရီရဲဘက်တက်နဲ့လီဘန်တေးတို့ရဲ့ပွဲစဉ်မှာဆိုတော့ရီရဲဘက်တက်နဲ့လီဘန်တေးတို့ရဲ့ပွဲစဉ်မှာရီရဲဘက်တက်ကလီဘန်တေးကိုမြန်မာကြေးမှာ level 38ပြားလောက်ပဲပေးထားတယ်ဆိုတော့ကိုပေါင်းကြေးမှာတော့3လုံး50နိုင်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒါကြေးဖွင့်ပေးထားတာတွေ့ရတယ်ဗျတကယ်တမ်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဒီကြေးကိုမြင်တာနဲ့ကျွန်တော်တို့ကအင်ရှင်အသင်းကိုအရန်ကြီးရင်မခုံတော့ဘူးပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီကြေးကပေါ့နော်ဒီရီရဲဘက်တက်ရဲ့အိမ်ခွင်းမှာဒီလီဘန်တေးကိုအခန့်ကစားခဲ့ရတဲ့ဒီကျွန်တော်တို့ကပွဲစဉ်တောက်လျှောက်မှာဆိုလို့ရှိရင်ဒီကြေးကတကယ်ကိုအနိုင်ဆုံးကြေးပါเนาะဆိုတော့လီဘန်တေးရဲ့အိမ်ခွင်းမှာတော့မှဘက်တက်က level ကိုအပြေရှုံးသူပေးခဲ့တယ်အဲ့တော့သူ့ရဲ့အိမ်ခွင်းမှာတလုံးကိုဒါဒီရဲ့ဘက်တက်ရဲ့အိမ်ခွင်းမှာဆိုလို့ရှိရင်ဒါတလုံး1သိရေပေါ့ဗျာနိုင်ငံခြားကြေးမှာတော့တလုံး50နိုင်ကြေးပေးထားတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့တလုံး50နိုင်တလုံး30နိုင်ပေါ့เนาะဒီပုံစံမျိုးအထိတောင်ကြေးဖွင့်ပေးခဲ့တယ်ဆိုတော့ဒီနေ့ရာသီပိတ်ပွဲမို့လို့ဒါမှမဟုတ်ကျွန်တော်တို့ပြောမယ်ဆိုရင်ပွက်ကီတွေကထိုးသားတွေကိုအာယုံပြောင်းခြင်းလို့များလာတော့မသိဘူးဗျဆိုတော့ဘက်တက်ကဒီနေ့ရာသီအတွက်ဒါသူတို့မှာတော့ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါချန်ပီယံလိဝင်ခွင့်ရသွားပြီဆိုတော့ချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းဖလားရသွားတဲ့အသင်းတွေကတော့ကြီးတအားရှိုးတယ်ပေါ့ဗျာဆိုတော့ရာသီပိတ်ပွဲမို့လို့ပေါ့နော်ဆိုတော့ဒီပွဲကကျွန်တော်တို့အနေနဲ့ဒါကြီးရကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘက်တက်ရဲ့အိမ်ခွင်းမှာပေါ့နော်ဒီကြီးကတကယ်ကိုမဖြစ်တဲ့ကြီးပါအဲ့တော့ဂိုးပေါင်းကြီးကတော့3လုံး50နိုင်ပြဆိုတော့လီဘန်တေးမှာလည်းကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့လီဘန်တေးကဒါသူ့အနေနဲ့ဒီဘာမှ pressure မရှိတော့ဘူးဆိုတော့ဒီဘက်တက်မှာလည်းဒါလုံးဝ pressure မရှိတော့ဘူးပေါ့နော်ဒါသူလည်းချန်ပီယံလိဝင်ခွင့်ရသွားပြီဆိုတော့လီဘန်တေးကလည်းကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါအိမ်ခွင်းမှာပေါ့နော်သူ့အနေနဲ့ဒီဘက်နိုင်မနိုင်ပေါ့နော်ဒါတမ်းမစင်းရတော့ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဘက်တက်နဲ့ဒီလီဘန်တေးနဲ့ဒီအိမ်ကွင်းမှာတွေ့ခဲ့တဲ့ဒီဘက်တက်အိမ်ကွင်းမှာရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်တွေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ရီရဲဘက်တက်ကပဲဒါ၃ချိန်စလုံးကိုသူ့အနေနဲ့ဂိုးပြတ်ပဲသူနိုင်ထားခဲ့တယ်ဆိုတော့အဲ့ဒီ၃ချိန်လုံးမှာပဲဘက်တက်က1သေးတစ်လုံး20နိုင်တစ်လုံး30နိုင်ဆိုပြီးတော့လီဘန်တေးကိုကြေးပေးခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တမိုင်းချောက်ထိုက်တွေ့ဆုံမှုအရတော့ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်တော့ဒါလီဘန်တေးရဲ့အင်္ဂုံမှာဆိုလို့ရှိရင်တော့လီဘန်တေးကဘက်တက်ကိုတော့တော်တော်ကိုဒါသူ့အနေနဲ့ဒါအကောင်းဆုံးပုံစံမျိုးနဲ့ကစားနိုင်တယ်ပေါ့လေအဲ့တော့လီဘန်တေးရဲ့အဝေးဝင်းတွေကျွန်တော်တို့အနေနဲ့ကြည့်တဲ့အခါမှာဆယ်ရာဘီကိုအင်္ဂုံမှာ2-3နဲ့သူနိုင်ထားတယ်ဆိုတော့ဘီလာရီရဲ့ကို5-1နဲ့သူရှုံးတယ်ပြီးတော့ကျွန်တော်တို့ဆိုစီတက်ကို2-0နဲ့ရှုံးတယ်ဆိုတော့လီဘန်တေးရဲ့အဝေးဝင်ကစားအားကကျွန်တော်တို့အနေနဲ့အရန်ကြီးတော့ဒါအားရစရာမကောင်းဘူးပေါ့လေဆိုတော့ဘက်တက်ကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဘက်တက်ကအခုအသင်းလေးနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့အိမ်ကွန်းမှာတော်တော်ကိုစိတ်ချလို့ရတဲ့အသင်းထဲမှာပါတယ်ဗျဒါပေမဲ့အခုရှင်နေကြေးရတော့ဘက်တက်ကိုလည်းစိတ်ချလို့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့လီဘန်တေးနဲ့ဘက်တက်ကိုတော့ကျွန်တော်9ပေါင်းအပေါ်ပဲကြိုက်ပါတယ်ဆိုတော့1-2-3မဟုတ်2-1အခန်းမသိရင်2-2ပေါ့နော်ဆိုတော့ကြေးရတော့တည်ကြေးပါဆိုတော့ဘက်တက်အနေနဲ့အိမ်ကွန်းမှာတော့လီဘန်တေးကိုတော့ဒါအရှုံးတော့ခံမှာမဟုတ်ဘူးဒါပေမဲ့ရင်းရင်တော့ဘက်တက်နဲ့တော့ရင်းပေါ့ဗျာဒါပွက်ကီတွေကြေးလက်ထားတာတော့မသိဘူးတကယ်တမ်းပြောဆိုဒီကြေးကလုံးဝမဖြစ်တဲ့ကြေးပါအဲ့တော့ကျွန်တော်ကတော့ဘော်ဒီကိုရှောင်ပြီးတော့ဂိုးဘော်ကိုပဲရွေးပါတယ်ဆိုတော့ကျွန်တော်တေးဖြစ်မဲ့ပွဲလို့ထင်ပါတယ်ဆိုတော့အနည်းဆုံး2-2လောက်တော့သွားမယ်ထင်တယ်အဲ့တော့ဒုတိယပွဲစဉ်အနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒီဆယ်ရာဘီကိုနဲ့ဒါစီဘီလာတို့ရဲ့ပွဲစဉ်မှာဒီပွဲမှာတော့ဒါဆယ်ရာဘီကိုကစီဘီလာကိုအပြတ်သက်ပေါ့နော်ဒါတစ်လုံး50နိုင်ဆိုပြီးတော့ကြေးဖွင့်ပေးထားတယ်တကယ်ဆိုလို့ရှိရင်တော့ဒါခဏကပြောတဲ့ဘက်တက်ကဒီတိုင်းပဲဖြစ်နေရမှာပေါ့နော်ဆိုတော့ဂိုးပေါင်းကြေးကတော့နှလုံးကိုအရှုံးဆိုပြီးတော့ကြေးပေးထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီစီဘီလာလည်းသူ့အနေနဲ့ဒီအစတုန်းကတော့သူလည်းတန်းစင်ဆောင်သူရုံးခဲ့ရတယ်ဆိုတော့အခုအနေထားမှာတော့ဒါတိုင်းစင်ဆောင်ကလွတ်မြောက်သွားပြီပေါ့နော်ဒါတော်တော်ကိုအသက်ရှူရှောင်သွားခဲ့ပြီဆိုတော့တချိန်ကတော့ဒါစပိန်လာလီဂါမှာဆိုလို့ရှိရင်တော့သူတို့အနေနဲ့ကတော့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါရီရဲမထရစ်တို့ဘာစီတို့အက်တလက်တီကိုတို့ပြီးပြီဆိုလို့ရှိရင်တော့ဒါစီပီလာတို့ဘလင်စီယာတို့ပေါ့နော်အဲ့တော့အဲ့ဒီအနောက်မှာမှသူတို့ကရှိတာကဒီဘီလာရီရဲတို့ဆိုစီတက်တို့ပေါ့နော်ဘီပါအိုတို့ဒီလိုပုံစံမျိုးဆိုတော့ဒီစီပီလာနဲ့ဗလင်စီယာရဲ့ခက်ကတော်တော်ကိုကုန်လာခဲ့ပြီပေါ့လေဆိုတော့နှစ်တိုင်းလိုပဲသူတို့နဲ့ဥရောပမှာမမြင်တွေ့ရတာလည်းကြာပြီနှစ်တိုင်းလိုတန်းစင်းဆုံးအခုနောက်ပိုင်းကရုံးကန်နေရတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့အနေနဲ့ဆယ်ရာဘီကိုကကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါဒီပွဲမှာတစ်လုံး50အနိုင်ဆိုပြီးတော့ကြေးပေးထားတယ်ဆိုတော့ဒါ10ရက်5လပိုင်း2025မှာတွေ့ခဲ့တုန်းကတော့စီဘီလာကိုသူ့အနေနဲ့အိမ်ကွန်းမှာ level ကိုအပြေဆုံးပေးခဲ့တယ်ဆိုတော့အနီကတ်တယောက်ကြတယ်ပေါ့လေအင်ရှင်ဆယ်ရာဘီကပြီးတော့3-2နဲ့သူ့အနေနဲ့စီဘီလာသူနိုင်သွားခဲ့တယ်
ဆိုတော့ဒီနေ့ပွဲစဉ်တွေမှာကျွန်တော်တို့အနေနဲ့ဒါကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဆယ်ရာဘီကိုကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါယူဘာလီကတော့သူ့အနေနဲ့ကတော့ဝင်သွားခဲ့ပြီဒါပေမဲ့ဒီအသင်းကကျွန်တော်တို့အနေနဲ့ကတော့ဒီနေ့ပွဲမှာသူကဘာကြောင့် DJ ပေးလဲဆိုတော့သူလိုအပ်ချက်ရှိသေးလို့ပေါ့နော်ဒါသူလိုအပ်ချက်ရှိတယ်ဆိုတော့ဒီပွဲမှာတကယ်လို့ဒီဆယ်ရာဘီကိုကရှုံးသွားပြီးတော့ဂီတာဖေးနိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဂီတာဖေးကကျွန်တော်တို့ဂိုးတာသွားရင်တော့ဒါသူ့ရဲ့နေရာတော့သူရောက်သွားပါဒါပေမဲ့ဂီတာဖေးလိုမျိုးခံစစ်ကစားတဲ့အသင်းပေါ့နော်ဒါတိုက်ဆက်ကိုအရန်ကြီးဒီမကစားတဲ့အသင်းအနေနဲ့ကတော့ကိုလည်းအများကြီးသွင်းဖို့ကမလွယ်ဘူးဒါပေမဲ့မလွယ်ဘူးလို့လည်းကျွန်တော်တို့ပြောလို့မရဘူးဗျဆိုတော့အင်္ဂလန် League 1 League 2ဒီမှာညီကိုတွေမြင်တဲ့အတိုင်းပဲပေါ့နော်ဒါ6ဂိုးသွင်းနိုင်မှသူ့အနေနဲ့ကတော့ဒါ play ကိုဝင်ခွင့်ရမယ်တန်းစားခဲ့ရမယ်ပုံစံမျိုးတွေမှာတကယ်ကို6ဂိုး9ဂိုးသွားတဲ့ပွဲတော့ရှိတယ်အဲ့တော့ဒါပေမဲ့အခုကတော့ကျွန်တော်ကတော့ဒါဂီတာဖေးကိုတော့ကျွန်တော်ကတော့ဟိုမဖြစ်နိုင်ဘူးလို့ထင်တယ်ဗျာဆိုတော့ဆာဘီကတလုံး90နဲ့ကြေးပေးတာဂိုးပေါင်းကျနှလုံးရှုံဆိုတော့စီဘီလာကအဝေးကွန်းမှာခံမှန်းလို့မရပါဘူးဗျာနော်ဆိုတော့ဆယ်ရာဘီကိုကလည်းကျွန်တော်တို့ဒါအိမ်ကွင်းသူကစားခဲ့တဲ့ပွဲစဉ်တွေအရာကျွန်တော်တို့ဒါပြောမှဆိုလို့ရှိရင်တော့အခုနောက်ပိုင်းမှာ AC ကို 3-1 နဲ့သူနိုင်ထားတယ်ပြီးတော့ Obido လိုအသင်းကိုပေါ့ဒါဇီးသီးနဲ့သူရှုံးတယ်ပြီးတော့ဒီအလာဘက်ကို 3-4 နဲ့သူရှုံးတယ်ဆိုတော့အဲ့ဒီပွဲစဉ်တွေမှာကျွန်တော်တို့အနေနဲ့ကတော့ဒါကြည့်ရမယ်ဆိုလို့ရှိရင်ဆာဘီကိုရဲ့အိမ်ကွန်းနဲ့အရန်ကြီးအားရစရာမရှိဘူးဆိုတော့အဝေးကွန်းစီဗီလာအားရစရာမရှိဘူးအော်ဒီပွဲမှာဒီနှစ်သိန်းရဲ့ဒီထည့်တွေ့ဆုံမှုကြီးကကျွန်တော်တို့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒါစီဗီလာကတော့ဒါသူ့အနေနဲ့ကတော့ကျွန်တော်တို့ဒီဆာဘီကိုရဲ့အိမ်ကွန်းမှာလာပြီးတော့ကစားခဲ့ရတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါစီဗီလာကပေါ့နော်ဒါ3ချိန်မှာစီဗီလာတစ်ချိန်ပဲရှုံးထားတယ်ဆိုတော့တစ်ချိန်တောင်မှဆာဘီကိုကိုပြတ်ပြီးတော့ရှုံးနေထားတာမဟုတ်ဘူးဆိုတော့ဒီပွဲကကျွန်တော်တို့အနေနဲ့ဒါအခုလက်ရှိဒီရှီဇွန်းထက်ပေါ့နော်ဒါတကယ်ရှီဇွန်းထက်ဘာလဲဆိုတော့သူတို့ရဲ့ဒီအရှိမသူတို့ဒီတွေးခဲ့တယ်ပေါ့လေဆိုတော့ဒါတွေးခဲ့တယ်ဒီသမိုင်းတစ်လျှောက်ဒါတွေးဆုံမှုအရာနဲ့ပဲကျွန်တော်တို့ဒီပွဲကပြောရမယ်လို့ထင်တယ်ဆိုတော့စီဗီလာကဒီဆယ်ရာဘီကိုနဲ့တွေ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သူ့အနေနဲ့အခြားအသင်းတွေကိုသူဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါဒီစီဗီဒီဆယ်ရာဘီကိုတော့စီဗီလာကအကောင်းဆုံးတော့ကစားနိုင်တယ်တွေ့ရတယ်ဆိုတော့ဂျေးယာကတော့ကျွန်တော်တို့အိမ်ရှင်ဖြစ်တဲ့ဆယ်ရာဘီကိုကတော့ဒါအများကြီးပို့ပေးထားတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီပွဲမှာစီဗီလာအနေနဲ့ကလည်းဒီသူ့အနေနဲ့ဒီသမိုင်းကြောင်းအရာဒီဆယ်ရာဘီကိုအရင်ကြီးအရင်နှိမ့်ငယ်ဘူးတာတွေမရှိတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာတော့ကျွန်တော်အဝေးကွန်းစီဗီလာနဲ့ပဲရက်တည်နေတယ်ဆိုတော့စီဗီလာအနည်းဆုံးကျွန်တော်တရေလို့မှန်းတယ်ဆိုတော့တရေအခက်မသိရင်တော့နိုင်ကောင်းနိုင်သွားနိုင်တယ်ဆိုတော့ကျွန်တော်လိုအားထက်ပို့ပြီးတော့ပြင်းနေတဲ့ဆယ်ရာဘီကိုဒါရှောင်းပါတယ်အဲ့တော့အကြိုက်တူတဲ့ညီကိုတွေเนาะစီဗီလာကိုပဲကစားပါဆိုတော့တတိယမြောက်ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ဒါတကယ့်ကိုရေကုန်ရေကန်းကစားရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီဂျီယိုနာနဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒီအေရှီတို့ရဲ့ပွဲစဉ်မှာเนาะဒါဂျီယိုနာကကျွန်တော်တို့အနေနဲ့ဒီပြောရမယ်ဆိုလို့ရှိရင်တော့ဒါအိမ်ကွန်းမှာတစ်လုံး90နိုင်ဆိုပြီးတော့အေရှီကိုပေးထားကြတယ်ဆိုတော့ဂိုးပေါင်းကြိတ်မှာတော့3လုံး90နိုင်ဆိုပြီးတော့ပေးထားတယ်ဆိုတော့ဒီပွဲကကျွန်တော်တို့အနေနဲ့ဒါဘိုလူဝက်တစ်ပွဲကစားရမယ်ပွဲပေါ့เนาะဒါမင်းရှုံရင်မင်းပေါ့เนาะငါနိုင်ရင်ငါတက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะဆိုတော့ဒါလေသူစားတဲ့ပုံစံမျိုးဆိုတော့ဒီဂျီနိုဝါကကျွန်တော်တို့အနေနဲ့ကတော့ဒါချန်ပီယံလိဝင်ခွင့်ရပြီးတဲ့နောက်ပိုင်းပေါ့เนาะဒါတကယ်ကိုကောင်းတဲ့ဒီဒရောတို့နောက်ထပ်ဒီ7ညိုတို့အစားရှိတဲ့ကစားသမားတွေဗျာသူ့အနေနဲ့ကတော့ဒါယိုမာတို့စီဒီတို့ရောင်းလိုက်တယ်ဆိုတော့အခြားကစားသမားတွေလည်းတော်တော်များများကိုသူဒါရောင်းလိုက်တယ်ပေါ့เนาะဆိုတော့ရောင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒါချန်ပီယံလိဝင်ခွင့်တောင်မှဒါရှင်းချောက်ခဲ့တယ်ပေါ့เนาะရှင်းချောက်ဝင်ခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့ဝင်ခွင့်ရပြီးတော့သူ့အနေနဲ့ကတော့ဒီအရှားနှစ်တင်မှာတော့အဲ့ဒီနောက်ပိုင်းကဒီအသင်းကဒါသူလည်းတန်းဆောင်ယုံအားယုံနေရတယ်ပေါ့ဗျာဆိုတော့အခုဒီနိုဝါကအေရှီကိုကျွန်တော်တို့အနေနဲ့ကတော့ဒါသူ2023ကတော့တလုံး90အနိုင်ပေါ့90အရှုံးပေါ့နော်သူကြေးပေးခဲ့တယ်ဆိုတော့အဲ့ဒီအချိန်မှာဂျီယိုနာဒူးစီနဲ့သူနိုင်တယ်ဆိုတော့ဒီ2024နဲ့2025အေရှီရဲ့အိမ်ကွန်းမှာတော့ဂျီနိုဝါက level အပြည့်ဆုံး level 50sorry အဲ့ဒီပွဲမှာပေါ့နော်ဒီ2024တုန်းကတော့ဂျီနိုဝါကပြန်ပြီးတော့ကြေးတော့ပေးခဲ့သေးတယ်ဒါပေမဲ့အေရှီရဲ့ကွင်းမှာဂျီနိုဝါကိုနောက်ဆုံးဒါ3စီးနဲ့ရှုံးခဲ့တဲ့ပွဲမှာအေရှီကပဲဂျီနိုဝါကို level ကိုအပြည့်ဆုံးဆိုပြီးတော့ကြေးပေးခဲ့တယ်အဲ့ဒီအချိန်မှာတော့အေရှီကတော့နိုင်သွားတယ်ပေါ့လေအဲ့တော့အခုပွဲကဒီနှစ်သင်းမှာကျွန်တော်တို့အနေနဲ့ဒါကြည့်ရမယ်ဆိုလို့ရှိရင်တော့เนาะဆိုတော့ဒီနှစ်သင်းပဲအဓိကဒီနေ့ဒီစပိန်လာလီဂါကိုစိုးမိုးမဲ့အသင်းနှစ်သင်းပေါ့နော်ဆိုတော့ဒီနှစ်သင်းမှာကျွန်တော်တို့နိုင်တဲ့အသင်းကတော့ဒါစပိန်လာလီဂါမှာကျန်းခဲ့ရမယ်ရှုံးတာတော့ရှုံးတဲ့အသင်းကတော့ဆင်းသွားမယ်ဆိုတော့ကျွန်တော်တို့ဒီပွဲကညီကိုတွေကိုပြောချင်တာကပေါ့နော်တကယ်ကိုဟို
အခုနှစ်သိန်းလုံးကြည့်ရမယ်ဆိုလို့ရှိရင်ခံစစ်တွေကအရန်ကြီးကောင်းမနေဘူးပေါ့နော်ဒါACလည်းကောင်းမနေဘူးဂျီနိုကလည်းကောင်းမနေဘူးအဲ့တော့ဒီပွဲကအပြိုင်ဆိုင်သူတွင်းကိုတွင်းကြမဲ့ပုံစံမျိုးဇေယိုက်ပုံစံမျိုးဒါပကီတွေကဖမ်းထားတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲကိုဂိုးပေါင်းကြီးကိုညီကိုတွေရှောင်ရလိုက်မယ်တကယ်တမ်းတပွဲတဲ့ကစားတယ်ပေါ့နော်ဒီမောင်းငယ်ပါတွေမှာထည့်မယ်ဆိုလို့ရှိရင်တော့ဒီပွဲကိုဂိုးပေါင်းအပေါ်ကစားခြင်းနဲ့ညီကိုတွေကျွန်တော်ကတော့ရှောင်ပြီးတော့ကစားစီခြင်းနဲ့ဘာလို့ဆိုတော့တော့နှစ်သိန်းလုံးရဲ့အနေအထားကိုညီကိုတွေကြည့်လိုက်ပါဒီနှစ်သိန်းလုံးကကျွန်တော်တို့အနေနဲ့ဒါတိုက်စစ်နဲ့ခံစစ်ကအခုအနေထားရဆိုလို့ရှိရင်တော့နှစ်သိန်းလုံးညီမျှဆိုတော့ AC လေးဂိုးပေးတယ်เนาะဆိုတော့တိုက်စစ်ကလည်းဂိုးရတယ်ဂျီနိုအားလည်းအဲ့လိုမျိုးပဲဂျီနိုအားတိုက်စစ်ကဂိုးရတယ်ဂိုးပြန်ပေးတယ်ဆိုတော့ဒီနှစ်သိန်းရဲ့ဒါထိတွေ့ဆုံမှုတွေရတော်တော်များများကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအပြန်အလှန်သွင်းဂိုးတွေရတဲ့ပွဲတွေကကျွန်တော်တို့အခုနောက်ပိုင်းကရှားတယ်ပေါ့ဗျာဆိုတော့သူနိုင်လဲဒါကလင်းရှစ်ယူပြီးတော့နိုင်တယ်ဒါကိုနိုင်လဲအဲ့လိုမျိုးကလင်းရှစ်ယူပြီးတော့နိုင်ကြတဲ့ပွဲတွေများတယ်အဲ့တော့ကျွန်တော်ခဏပြောခဲ့တဲ့လိုမျိုးပဲတပွဲတဲ့ကစားခြင်းနဲ့ညီကိုတွေမောင်းမှထည့်ပြီးတော့ကစားခြင်းနဲ့ညီကိုတွေဆိုဒီပွဲကိုတော့ဂိုးပေါင်းအပေါ်တော့6ပါဆိုတော့ကျွန်တော်ကတော့ဂိုးပေါင်းအောက်ကိုညီကိုတွေကိုရွေးချယ်ပေးခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့အကြိုက်နဲ့တူမှာပဲညီကိုတွေကကစားပါเนาะကျွန်တော်အတင်းကြီးညီကိုတွေကိုတော့ဒါခဏလိုမျိုးပြောတော့တာမဟုတ်ဘူးကျွန်တော်အကြံပြုတာပေါ့เนาะဒီလိုပွဲတွေကဘိုလိုပဲပုံစံမျိုးထိန်းသိမ်းနဲ့ဒီကစားရမှာဆိုတော့ဂျီနိုဝါမှားလို့လည်းမရဘူးနောက်ထပ်အင်ရှင်ဂျီနိုဝါကကျွန်တော်တို့ဒါဒီတိုင်းပြောရမယ်ဆိုလို့ရှိရင်ဂျီနိုဝါရှုံးလို့မရဘူးပေါ့เนาะဒီပွဲကရှုံးလို့မရဘူးဆိုတော့ဂိုးကွာဟာချက်ကပေါ့เนาะဒါဂျီနိုဝါကဒီအေရှိတဲ့ရှစ်ကူတောင်သူ့အနေနဲ့ကွာဟနေတယ်ပေါ့နော်ဆိုတော့အဝေးကွင်း AC ကထိန်းလာအောင်များတယ်ဒီပွဲကိုပေါ့ဆိုတော့ထိန်းပြီးတော့ကစားတယ်ဆိုတော့အင်ရှင်ကတော့သူ့အနေနဲ့ကတော့ဒါမနိုင်လို့မဖြစ်တဲ့ပုံစံမျိုးနဲ့သူ့အနေနဲ့ကတော့ဒါပွဲစားနဲ့ဒီဒါဘင်းအောင်ဖောင်ဖြက်ပေါ့နော်ဒါသူကစားရမယ်အဲ့တော့အတွေးတူအမြင်တူတဲ့ညီကိုတွေဆိုလို့ရှိရင်တော့ရှောင်းရင်ရှောင်းမရှောင်းရင်ဂိုးပေါင်းအောက်ကိုကစားပါเนาะအဲ့တော့ကျွန်တော်ရဲ့တတိယမြောက်ပွဲစဉ်ကတော့ဒါဂျီနွာနဲ့အေရှိဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဆိုတော့နောက်ထပ်ဒီသရိုးသားမြောက်ပွဲစဉ်ကတော့ကျွန်တော်တို့အနေနဲ့ကတော့ဒီရီယမက်ထရစ်နဲ့ဒီဘီဘာအိုရဲ့ပွဲစဉ်မှာဒီပွဲမှာတော့ကျွန်တော်တို့အနေနဲ့ဒီပြောမယ်ဆိုလို့ရှိရင်ဒီရီယမက်ထရစ်ကသူ့အနေနဲ့ပေါ့เนาะဒါဘာနေ view မှာဒါသူတို့ရဲ့ပရိသတ်တွေကိုဒါဘယ်လိုပုံစံမျိုးနဲ့နှုတ်ဆက်သွားမလဲတော့မသိဘူးပေါ့နော်ဒါကြေးရတော့ကျွန်တော်တို့အနေနဲ့ဒီပြောရမယ်ဆိုလို့ရှိရင်တော့ EM Truck ကတော့တစ်လုံး34ပြအချုပ်မြန်မာကြေးမှာပေါ့နော်ဆိုတော့ဂိုးပေါင်းကြေးမှာတော့3လုံးကို30အနိုင်ဆိုတော့ဒီနှစ်ရာသီမှာလဲဒါတိတတလေးကြာဆင်းလာတဲ့အသင်းကဘီဘာအိုဖြစ်ပါတယ်နော်ဘီဘာအိုကဒီနှစ်ရာသီတော်တော်ကိုရုန်းကန်ရတယ်ဆိုတော့ဒါအဆင့်7နဲ့ပဲဒါသူ့အနေနဲ့ကတော့ဒါအခုရက်တည်နေတယ်ပေါ့လေဆိုတော့ဘီဘာအိုကတောက်လျှောက်ပါပဲဆိုတော့သူ့အနေနဲ့ကတော့ဒီအိုဆာဆူနာနဲ့ကစားခဲ့တဲ့အိမ်ဝင်ပွဲစဉ်ပြီးတော့သူ့အနေနဲ့ကတော့ကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံး5ပွဲစစ်ကိုတောင်မှဒီဘီဘာအိုကနိုင်ခွင့်မရထားတာပါဆိုတော့ဂီတာဖေးလိုအသင်းကိုဒါ2စီးနဲ့ဂိုးပြတ်ရှုံးတယ်ဂျီယိုနာလိုအသင်းကို3စီးနဲ့သူရှုံးတယ်ဆိုတော့ဒီလိုအသင်းလေးတွေတောင်မှကျွန်တော်တို့ဒီဂိုးပေးခဲ့ရတဲ့အသင်းအနေနဲ့တကယ်တမ်းရီးရဲဒါသူ့အနေနဲ့အိမ်ချင်းမှာတော့ဒါသူ့ရဲ့အိမ်ခွင်းမှာသူ့ရဲ့ပရိသတ်တွေကိုတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တော့ဂိုးပြတ်သွင်းပြီးတော့သူတို့ရဲ့ဒီနောက်ဆုံးယာတီကိုပေါ့နော်ဒါဖလားလက်မဲ့ယာတီကိုအကောင်းဆုံးနှုတ်ဆက်လို့ရတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့အကြိုက်ပေါ့နော်ဒီနေ့အကြိုက်ပွဲစဉ်ကတော့ဒါဒီပွဲပဲဖြစ်တယ်ဆိုတော့ရီးရဲနဲ့ဘီဘာအိုရဲ့ပွဲစဉ်ကိုပဲကျွန်တော်တပွဲကောင်းအဖြစ်ရွေးချယ်ပေးထားတာเนาะအဲ့တော့ဒီပွဲမှာကျွန်တော်တို့ရီးရဲကဘီဘာအိုရဲ့အိမ်ကမှာတွားကစားတော့ဒါ3စီးနဲ့ရီးရဲကဘီဘာအိုကိုနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီပွဲမှာတော့ရီးရဲကတစ်လုံး50နဲ့ကြေးပေးတာပါဒါပေမဲ့ရီးရဲရဲ့အိမ်ခွင်းမှာဒီတွေ့ဆုံခဲ့တဲ့ပွဲမှာပေါ့နော်ဒါ1စီးနဲ့သူနိုင်တဲ့ပွဲမှာဘီဘာအိုကိုတစ်လုံးကိုသူလည်းဒီအခုလူကြေးမျိုးပဲ20ပေးတယ်เนาะတစ်လုံး20ရှုံးပေးတဲ့အချိန်မှာမက်ထရက်က1စီးနဲ့သူနိုင်တယ်ဆိုတော့နောက်ဆုံးသူကြည့်အောင်ခဲ့တဲ့ပွဲကဒီတလာပိုင်း4ရက်2024ပေါ့နော်အဲ့ဒီမှာတွေ့ခဲ့တဲ့ရီးရဲရဲ့ဒီဘာနေဗျူးမှာဒီရေဆိုင်ကစားခဲ့တဲ့ပွဲစဉ်တုန်းကတော့ဘီဘာအိုကို1တီပေးပြီး2စီးနဲ့သူနိုင်တယ်ဆိုတော့ဒီနေ့ပွဲကရီးရဲမက်ထရက်အနေနဲ့ကကျွန်တော်တို့နောက်ဆုံးပွဲဆိုပေမဲ့ဒီအမှားကိုဘယ်လိုမှလုပ်လို့မရဘူးပေါ့နော်အမှားလုံးဝလုပ်လို့မရဘူးဆိုတော့ပြီးတော့သူတို့မှာလည်းဒါကျွန်တော်တို့ဒီသူတို့ရဲ့အရင်တုန်းကဒီနီးပြခဲ့ဘူးတဲ့မိုဟင်ညိုကတော့ဒါရောက်လာပြီဆိုတော့ရောက်လာဖြစ်တဲ့အတွက်ကြောင့်မလို့နီးပြရဲ့အသက်ကိုဒါသူ့အနေနဲ့ကတော့အကောင်းဆုံးပုံစံနဲ့ကြိုးဆွမဲ့တင်တယ်ပြီးတော့ဒါဖလားလက်မရသည်ကိုဖျက်တမ်းခဲ့ရတဲ့ဒီအသင်းအနေနဲ့ပရိသတ်တွေကိုလုံးဝစိတ်ကျေနပ်မှုပေါ့နော်ဒါလုံးဝရတမြောက်တဲ့နိုင်ပွဲတစ်ပွဲရယူပေးမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့ရဲ့ဒီတပွဲကောင်းအကြိုက်ဆုံးဒီကျွန်တော်ရီးရဲမက်ထက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုဖိုင်ပြီးတဲ့အဆုံးမှလည်းကျွန်တော်ပြောပေးသွားပါမယ်ဆိုတော့ရီးရဲမက်ထက်နဲ့
ဒီ athlete BBO ပေါ့နော်အဲ့တော့အကြိုက်တူတဲ့ညီကိုတွေရီရဲမဲ့ထွက် body ကိုကစားပါဆိုတော့တကြောင်နဲ့ကစားရင်းနဲ့ညီကိုလည်းရီရဲမဲ့ထွက် body ကိုကစားပါဆိုတော့ဒီနေ့ကတော့ဒါကျွန်တော်ရဲ့ဒါစိတ်ကြိုက်ပွဲပါအဲ့တော့ကျွန်တော်ရဲ့ဒီနောက်ဆုံးပွဲစဉ်ကတော့ဘာစီလိုနာနဲ့ကျွန်တော်တို့ဒီဗလင်စီယာတို့ရဲ့ပွဲစဉ်မှာဆိုတော့ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ကတော့ဒီဘာစီလိုနာကအာရှဈေးကွက်မှာ level ပြေချုံဆိုပြီးကြေးပေးထားတယ်ကိုပေါင်းကြီးကတော့3လုံးကို90ရှုံးပါဒီနေ့ရာဒီမှာပေါ့နော်ဒီဘာစီလိုနာရဲ့အသင်းရဲ့ဒီနီးပြဒီဟန်စီဖီလက်ကတော့ဒီနေ့ရာဒီမှာသူဆန်ရှိန်တစ်ခုတင်နေပေါ့နော်ဒီစပိန်လာလီဂါနဲ့ပတ်သက်ပြီးအဲ့ဒီဘယ်လိုဆန်ရှိန်လဲဆိုတော့အိမ်ဝင်လုံးဝရှုံးဝင်မရှိတဲ့ဆန်ရှိန်ကိုဒါဒီနေ့ဟန်စီဖီလက်ကဘာစီလိုနာနဲ့ဒါသူ့နဲ့တင်သွားခဲ့တယ်ဆိုတော့ဘာစီလိုနာကဟန်စီဖီလက်ရောက်လာပြီးတဲ့နောက်ပိုင်းပေါ့နော်ဒီဇာဘီနဲ့ကဒါအရင်ကြီးကွာတယ်ပေါ့ဆိုတော့ဂျာမနီပြတွေတော်တော်များများကဒါအတက်ကုံမဲ့ဦးစားပေးတဲ့နီးပြတွေဖြစ်တယ်ဒါကြောင့်မို့လို့လေအိမ်ကွင်းမှာဘာစီလိုနာတကယ်ဂိုးတွေပြတ်တယ်ဆိုတော့အရင်တုန်းကဘာစီလိုနာပြန်လို့ဒါမြင်ရတဲ့ပုံစံမျိုးပဲဒီနှစ်ကဥရောပမှာပဲမအောင်မြင်တာဒါပေမဲ့လာလီဂါမှာဘာစီလိုနာကစားခဲ့တဲ့ပွဲစဉ်ကတကယ်ကိုအားရကိုကောက်ပါတယ်အဲ့တော့ဗလင်စီယာကကျွန်တော်တို့သူလဲဒီတော်တော်ကိုယုံခဲ့ရတယ်ပေါ့နော်ဒါဒီအသင်းကလည်းဒါအခုမှပဲဒီဗလင်စီယာကကျွန်တော်တို့ဒီအသက်ရှူရှောင်သွားခဲ့တာပေါ့နော်နောက်ဆုံးပွဲတွေသူ့အနေနဲ့ပြန်နိုင်ပြီးတော့အခုလက်ရှိကျွန်တော်တို့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဗလင်စီယာကဆိုစီရဲ့အိမ်ကွင်းမှာ3-4နိုင်ထားတယ်ဒါပေမဲ့သူ့ရဲ့အိမ်ကွင်းမှာတီကိုဇီတူနဲ့သူရှုံးတယ်ဗလင်စီယာကဘလကာနို1-1နဲ့တေးကြပြီးတော့ဂျီနိုအာကိုသူအနေနဲ့နိုင်ထားတယ်ပေါ့လေဆိုတော့ဂျီနိုအာကိုကျွန်တော်တို့အနေနဲ့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့ရာဒီဒါဂျီနိုအာကကျွန်တော်တို့နောက်ဆုံးပွဲတွေပေါ့နော်သူနဲ့အနည်းငယ်နိုင်ပြီးတော့ဒီအဆင်ကိုဆိုတဲ့နေရာကိုသူရောက်လာတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒီပွဲမှာဂျီနိုအာကဒီသူ့အနေနဲ့ကတော့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်တော့ဘာစီကိုတော့နိုင်မှုကမလွယ်ဘူးဗျဆိုတော့ဗလင်စီယာဘလောက်ပဲကောင်းခဲ့ဒါပေမဲ့ဘာစီလိုနာနဲ့ဒါတွေ့တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒါစီပီလာတို့ဗလင်စီယာတို့တွေကတကယ်ဘာစီလိုနာကငယ်နိုင်ပုံစံမျိုးပါဆိုတော့ကိုပါတီလီယာအပါဝင်ကျွန်တော်တို့အနေနဲ့လာလီဂါမှာနောက်ဆုံးတွေ့ဆုံခဲ့တဲ့3ပွဲမှာဗလင်စီယာကဘာစီလိုနာကို18ဂိုးတီတော့ခွင့်ပြုခဲ့တယ်ဆိုတော့3ပွဲမှာ18ဂိုးဆိုတဲ့အတိုင်းအတာလွယ်တာမဟုတ်ဘူးဆိုတော့ဗလင်စီယာရဲ့တိုက်ဆက်ကတဂိုးပဲရခဲ့အဲ့တော့ဗလင်စီယာရဲ့ဒီအရင်တုန်းကတောင်မှဗလင်စီယာတို့ကဘာစီလိုနာတို့စီမှာလှုပ်လို့မရဘူးဗျာတိုးတိုးကောင်းခဲ့တဲ့အချိန်ပေါ့နော်အဆန်4တွေ5တွေ6တွေနဲ့ဒါပြီးဆုံးတဲ့အချိန်တွေမှာတောင်မှဆိုတော့အခုအနေထားအရလဲကျွန်တော်တို့အနေနဲ့ကတော့ဒါခဏပြောသလိုပဲညီကိုတွေမြင်တဲ့အတိုင်းပါပဲဆိုတော့ဘာစီလိုနာကဒီနေ့ပွဲမှာ level ကိုအပြည့်ရှုံးဆိုပြီးတော့ကြေးပေးထားတယ်တော့အဲ့တော့ဂိုးပေါင်းကြီးမှာ3လုံး90ရှုံးဆိုပြီးတော့ကြေးပေးထားတယ်ကျွန်တော်ကတော့ဒီပွဲဒီဗလင်စီယာနဲ့ဘာစီလိုနာပွဲကိုတော့ကျွန်တော်ကတော့ဘယ်လိုကြိုက်လဲဆိုတော့ဘာစီလိုနာ body ကိုကြိုက်တယ်ပြီးတော့ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဆိုတော့ကျွန်တော်1-2လောက်ကတော့သွားမယ်ထင်တယ်ဆိုတော့ဒါ Z1 Z2 ပေါ့နော်ဒါပေမဲ့ဘာစီကအဝေးခွင့်ရရင်တော့အနေငယ်တယ်ဟိုဖြစ်တယ်အဲ့တော့အနေငယ်တော့ရုံးကန်ရတယ်ဗောလေဆိုတော့ညီကိုတွေကအကြိုက်တူတယ်ဆိုလို့ရှိရင်တော့ဟိုဘာစီနဲ့ဘာစီကိုမကစားကြည့်မှုဆိုရင်တော့ဂိုးပေါင်းအောင်ပဲကစားပါဆိုတော့ဗလင်စီယာကတော့အခုဒီချိန်တော့ဘာစီလိုနာကိုအဲ့လိုမျိုးသူအနေနဲ့ကတော့ဒီယာတီပိတ်ပေါ့နော်သူရဲ့အိမ်ခွင်းမှာတော့အရန်ကြီးတော့ဂိုးပြက်ကြီးကတော့အရှုံးခံမလို့တော့မထင်ဘူးဆိုတော့မနိုင်ရင်တော့နေမယ်ဒါပေမဲ့ဒီပွဲကိုတော့ဂိုးနဲ့အောင်တော့အရန်ကြီးမပေးရအောင်ကတော့ဗလင်စီယာကန်သွားမယ်လို့ထင်တယ်အဲ့တော့ညီကိုတွေအကြိုက်တွေ့ညီကိုတွေဒီပွဲကိုဂိုးပေါင်းအောက်တကြောင်နဲ့ကစားရင်တော့ကစားပါဘောเนาะဆိုတော့ဟိုနှစ်ကြောင်းကစားခြင်းနဲ့ညီကိုတွေဆိုတော့ဒါဘာစီလိုနာဘော်ဒီနဲ့ဂိုးပေါင်းအောက်ဆိုတော့ပိုလှပါတယ်ဆိုတော့တကြောင်းနဲ့ကစားဖို့ညီကိုတွေကတော့အကြံပေးကြတော့ဂိုးပေါင်းအောက်ကိုပဲအကြံပေးပါတယ်เนาะအဲ့တော့ဗလင်စီယာကိုခဏကျွန်တော်ပြောခဲ့သလိုမျိုးပဲသူ့ရဲ့ခံစစ်ကိုတော့အတောင်သင်းဆုံးတော့ဒါလှုပ်လာမယ်တော့ထင်းတဲ့အိမ်ခွင်းမှာပေါ့เนาะဒါရာသီပိတ်ပွဲမှာတော့ဒါဟိုးရင်တုန်းကလိုမျိုးပဲသူ့အနေနဲ့ဒီအရှက်ကွဲတဲ့ပုံစံမျိုးတွေပေါ့เนาะအသွင်မခံအောင်တော့အကောင်းဆုံးကြိုးစားလာမယ်ထင်တယ်ဆိုတော့ဘာစီလိုနာတချို့ကစားသမားတွေလည်းဒီကျွန်တော်တို့ဒါဝက်ကတ်နီးလာတဲ့အချိန်မှာပေါ့เนาะဒါအနာမခံအောင်တော့အကောင်းဆုံးလှုပ်လာဖို့ရှိတယ်အဲ့တော့ body ကြီးရလဲကစားခြင်းနဲ့ဆိုရင်တော့နည်းနည်းပဲကစားပါဒါပေမဲ့ကျွန်တော်ကတော့ဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ရွေးချယ်ပေးသွားတဲ့ဒါပွဲစဉ်တွေထဲမှာတော့ကျွန်တော်ရဲ့အကြိုက်ဆုံးပွဲသည် Real Madrid body ဖြစ်ပါတယ်ဆိုတော့ Levante နဲ့ဘက်တဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်တယ်ဆိုတော့ Serabico နဲ့ Sevilla body ကိုကြိုက်တယ် Real Madrid နဲ့ Bilbao Real Madrid ကိုကြိုက်ပါတယ်ဆိုတော့ဒီနေ့ရဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးတပွဲကောင်းကလည်းเนาะ Real Madrid body ပဲဖြစ်ပါတယ်အဲ့တော့ရှီနဲ့ဂျီယိုနာဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဆိုတော့ဘာစီလိုနာနဲ့ဗလင်စီယာကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အဲ့တော့အကြိုက်တဲ့ညီကိုတွေကျွန်တော်ရဲ့တပွဲကောင်းကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ like ကစားပါဆိုတော့အရှာပွဲစဉ်တွေကိုညီကိုတွေနဲ့ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram channel မှာဒါညီကိုတွေဒါ join ပြီးတော့ကြည့်နိုင်တယ်ဆိုတော့မ join မဲနဲ့လည်းကြည့်လို့ရပါတယ်ဗျာเนาะဆိုတော့ကျွန်တော်ဒါ public
channel ပါเนาะအဲ့တော့ကျွန်တော်ရဲ့ video file ဒီလောက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုဒီအားပေးတဲ့ညီကိုတွေเนาะကျမ်းမာချမ်းသာကြပါစေလို့ဒါပြောရင်းနဲ့ပဲကျွန်တော်ရဲ့ video file ကိုဆုံးသက်ပါတယ်ဗျ